အားလုံးပဲမင်္ဂလာပါကျွန်တော်ညီကိုတွေအားလုံးပဲမင်္ဂလာပါပေါ့အဲ့တော့ကျွန်တော်တို့မနေ့ညကတော့ကျွန်တော်တို့အော်ဝင်တယ်အဲ့တော့ဂျားထဲမှာဒါတောက်လျှောက်ကြာ3ရက်ဆက်ကြာနေကြမြောက်ပြန်ကမ်ဘတ်တယ်ပေါ့အဲ့တော့ဒီညလေကျွန်တော်အနေနဲ့ဒါထုံးစံတိုင်းကျွန်တော်အနေနဲ့နှစ်ပွဲပြောသွားဖို့ရှိတယ်ဘွယ်ဆုံးပြောမဲ့ပွဲကကျွန်တော်တို့ဘလန်စီယာနဲ့ဘလက်ကာနိုနဲ့ပွဲကျွန်တော်တို့ဘလန်စီယာနေလေပဲ55ရှုံးပြီးတယ်ကိုပေါင်းကြီးက2မိုင်းနဲ့55ရှုံးအဲ့တော့ဒီအချိန်မှာကျွန်တော်အများအားပြောတဲ့စကားလုံးတစ်လုံးလို့ပဲကျွန်တော်တို့ကဒီအချိန်မှာကြီးတွေဘာတွေကိုကျွန်တော်တို့စဉ်းစားရမှာမဟုတ်ဘူးဘာယူရချက်ရှိလဲဘာမျောလင့်ချက်ရှိလဲဒါကိုကျွန်တော်တို့ကစဉ်းစားရမယ်အချိန်ပဲရှင်းရှင်းပြောရင်ကြီးတွေခြေစွမ်းနေအဲ့ဟာတွေမေ့ထားလိုက်သိရမလားအဲ့တော့ကျွန်တော်ကဒီညမှာဘလန်စီယာနေလေပဲ55ရှုံးပြီးတယ်ကိုပေါင်းကြီးက2မိုင်းနဲ့55ရှုံးဖြစ်နေတယ်အဲ့တော့လက်ရှိဘလန်စီယာကိုကျွန်တော်ကြည့်တဲ့အချိန်မှာဘလန်စီယာဟာဘာမျောလင့်ချက်မှရေရာရာမရှိတဲ့အသင်းဖြစ်နေတယ်ဥရောပဝင်ခွင့်အတွက်လည်းမျှော်လင့်ချက်မရှိဘူးတမ်မစင်ရရေးအတွက်လည်းအရန်ကြီး restore ရှိပေမဲ့အရန်ကြီးများနေတဲ့အနေအထားမျိုးမဟုတ်ဘူးတစ်ဖက်ကဘလက်ကာနိုဖြစ်တယ်အဲ့တော့ဘလက်ကာနိုကကြမျှော်လင့်ချက်ရှိတဲ့အသင်းဖြစ်တယ်ဥမာဒီနေ့ညတာသူဘလန်စီယာကိုနိုင်လိုက်မယ်ဆိုရင်သူဟာအဆင့်ခွန်ကဂီတာဖီနဲ့2မှတ်ပဲကွာမယ်ဆိုလိုချင်တာကသူ့ရဲ့ဥရောပဝင်ခွင့်အတွက်ကမျှော်လင့်ချက်ရှိနေသေးတယ်ဆိုတဲ့သဘောရတယ်အဲ့တော့တစ်ဖက်မှာလည်းသူက Conference League Final တက်ထားတာမှန်တယ်ဒါပေမဲ့ Conference League Final ကအရန်ဝေးသေးတယ်28ရက်နေ့မှာတော့မသိကမှာခုမှ14ရက်နေ့ရှိတယ်နောက်ထပ်14ရက်အချိန်ရသေးတယ်ဆိုလိုချင်တာကကွန်ဖရင့်လိတ်ကိုသွားမဲလို့မရဘူးကွန်ဖရင့်လိတ်ကိုမဲလို့ရတာဆိုတာမှန်ပေမဲ့ဒီဘက်ကတေချာတဲ့ဟာကိုဘွယ်စုံလှုပ်ထားမှသာလျှင်ပိုးပြီးတော့ကန်ကောင်းပါဘာကြောင့်လဲဆိုတော့ကွန်ဖရင့်လိတ်ကရှုံးသွားရင်ဘာမှမဝင်ဘူးကွန်ဖရင့်လိတ်ကအနိုင်ကန်ရင်တော့ကျွန်တော်တို့ယူပါလေးဝင်ခွင့်ရတာမှန်ပေမဲ့ဒီမှာကကျွန်တော်တို့ဒီမှာလက်ရှိလောက်ရမယ့်အလုပ်ကိုဘွယ်စုံလှုပ်ထားဖို့လိုတယ်လို့ကျွန်တော်ကမြင်တာအဲ့တော့ကျွန်တော်အမြင်ရပြောရင်မျှော်လင့်ချက်ရှိတဲ့အသင်ကဘလက်ကာနိုနောက်တစ်ခုကကြီးအနေထားလေးကျွန်တော်ကြိုက်တယ်ကြီးကဒါဘလန်စီယာကဒါအိမ်ဝင်းကနေဒီကြီးပေးတာပေါ့ဒါပေးတဲ့နဲ့ပြီးကြီးပဲလို့ကျွန်တော်ကမြင်တယ်ဘာမှထွေထူးပြောစရာမရှိဘူးသူပေးတဲ့နဲ့ကြီးကိုသူပေးတာရဲ့လို့ပဲကျွန်တော်ကမြင်တာအဲ့တော့ကျွန်တော်မှဘာမှရှိရှိဝေးဝေးပြောစရာမရှိဘူးအဲ့တော့နောက်တစ်ခုကထိတ်တိုက်ပြုစုံမှုမှာလဲသူမသားကိုအတူပါပဲရှင်းရင်ပြောရင်ဂိုးအောက်တာတွေများတယ်သူမသားကိုအောက်တူပါပဲလက်ရှိဘလက်ကာနိုရဲ့ခြေစွမ်းကကောင်းနေတယ်နောက်ဆုံး6ပွဲဆက်ရှုံးပွဲမရှိဘူးဒီဘက်ကဘလန်စီယာတော့နိုင်လိုက်ကြလိုက်နိုင်လိုက်ဖြစ်နေတဲ့အနေအထားမျိုးကြီးလဲကြိုက်တယ်မျောလင့်ချက်အနေအထားတွေလဲဘလက်ကာနိုကပိုးပြီးကောင်းတယ်နောက်တစ်ခုကခြေစွမ်းအနေအထားလဲပိုးပြီးတော့ကြိုက်တဲ့အနေအထားမှာဘလက်ကာနိုအောက်ခံတရီနဲ့အနိုင်မဲလို့ကျွန်တော်ကတွေးတယ်အဲ့တော့ကျွန်တော်ကဘလက်ကာနိုအသင်းကြိုက်တယ်အဲ့တော့နောက်ထပ်တစ်ပွဲကကျွန်တော်တို့ Real Madrid နဲ့ Real Oviedo နဲ့ပွဲ Real Madrid ကနေခုလက်ရှိ2.55စာပြီးတော့ကိုပေါင်းကြီးက3မိုင်းနဲ့40အဲ့တော့ Real Madrid နဲ့ပတ်သက်ရင်ကျွန်တော်မယုံကြည်ဆုံးအချက်က Real Madrid ကအသွင်သွင်းပြိုလဲမှုတွေဖြစ်နေတယ်နောက်တစ်ခုကသူတို့ရဲ့ကျေပွန်ကစားသမားတွေရှိတယ်ကျေပွန်ကစားသမားတွေကြားထဲမှာဝက်လက်ကပြိုလဲမှုတွေဖြစ်တယ်ဒါပေမဲ့အဓိကအချက်ကကျေပွန်ကစားသမားတွေဟာဘာမျိုးလင်းချက်မှမရှိတဲ့အနေအထားမျိုးမှာကံမလားဆိုတာကျွန်တော်တို့သတိထားရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကမ္ဘာဖလားရှိတယ်ကမ္ဘာဖလားရှိတဲ့အတွက်ကျေပွန်ကစားသမားတွေဟာမလိုအပ်တဲ့ risk ယူတာမျိုးတွေလုပ်မှာမဟုတ်ဘူး။ဥပမာဘေနီလိုဟာမျိုးအမ်ဘာပီလိုဟာမျိုးကနီလာတွေပါနီလာတွေပါဆိုလိုချင်တာကဒဏ်ရာရသွားမှာတွေပါအရန်ကြောက်တယ်ရှင်းရှင်းပြောရင်သူတို့ကတေချာပေါက်ကမ္ဘာဖလားကန်ရမယ့်ကစားသမားတွေဖြစ်နေတယ်။အဲ့တော့မျက်နှာချက်လည်းမရှိဘူးဘာမှလည်းမရှိဘူးအသင်းတွင်းပြိုကွဲမှုလည်းဖြစ်နေတဲ့အနေအထားမျိုးမှာနှစ်ကိုပြတ်ပမလားဆိုတာကျွန်တော်တို့စိုးရိမ်စိတ်ရှိတယ်။နောက်တစ်ခုက Real Oviedo ကခံစစ်ကြမဆိုးဘူးလို့ပြောလို့ရတယ်အဆင့်20ကအသင်းဆိုပေမဲ့သူ့ဟာနဲ့သူအဆင်ပြေတဲ့အနေအထားမျိုးမှာရှိတယ်။ Real Madrid ကကျွန်တော်တို့အဲ့ရနဲ့ပတ်သက်ရင်ကျွန်တော်တို့ကမျှော်လင့်ချက်မရှိမှုအသင်းတွင်းဝက်လက်ကပြိုကွဲမှုတွေဘာတွေညာတွေနဲ့တောက်တောင်းနှမ်းဖြစ်နေတဲ့အသင်းပြဆိုလိုချင်တာကအဲ့တော့ကျွန်တော်အမြင်ရပြောရင်ကြီးကလည်း Real ရဲ့ကြီးကလည်းဒါယုံစားလို့ရတဲ့ကြီးမဟုတ်ဘူး Real ဒီကြီးပြင်းတိုင်းယုံစားလို့မရဘူးဆိုကျွန်တော်အမြဲတမ်းပြောပါ Real ကြီးပြင်းတိုင်းယုံစားလို့မရတဲ့ဆိုတဲ့အသင်းထဲမှာပါတယ်အဲ့တော့ကျွန်တော်အမြင်ရပြောရင်ခြေစွမ်းကိုပဲကြည့်မယ်ခြေစွမ်းကိုကြည့်တဲ့အချိန်မှာ Real Madrid ကနောက်ဆုံး9ပွဲ10ပွဲမှာ2ဂိုးပြတ်တဲ့ပွဲကလက်ချိုးရီလို့ရတယ်လက်ချိုးရီလို့ရ2ပွဲလားပဲရှိတာထင်တယ်တေချာတစ်ခုထပ်ပြောရင်နောက်ဆုံး10ပွဲမှာ Real Madrid ဂိုးပေါ်ထားတာပွဲပဲရှိတယ် Bayern ကို 4-3 နဲ့ရှုံးတဲ့ပွဲတစ်ပွဲကလွဲရင်ကျန်တဲ့ပွဲစဉ်တွေအားလုံးက Real Madrid ဂိုးအောက်ထားတယ်3ဂိုးနဲ့3ဂိုးအောက်ကြီးတွားထားတယ်အဲ့တော့ကျွန်တော် Real Oviedo ကလည်းကျွန်တော်တို့နောက်တန်းကဂိုးအောက်တာများတယ်အဲ့တော့ကျွန်တော်အမြင်ရပြောရင်ကျွန်တော်ကမင်းည Man City လို့ပဲ Real Madrid မနိုင်ဘူးလို့ပြောဘူးနိုင်ချင်နိုင်လိမ့်မယ်ဒါပေမဲ့ Real Madrid အနေနဲ့အပြတ်သက်ကြီးနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး2-1 or 2-0ဒါမှမဟုတ်3-0ဒီလောက်ပဲသွားမယ်ကိုပေါင်းကြီး3မိုင်းနဲ့40ရှုံးကြီးမှာကိုပေါင်းကြီးကလည်းအရန်မပြင်းတဲ့အနေအထားမျိုးအရှိက2.50ထွက်ရင်နောက်ကကိုပေါင်းကြီးဒီ4လုံးစားကိုသွားထွက်ရမှာအနည်းဆုံး3မိုင်းနဲ့80 80လောက်ထွက်ရမယ်အနေအထားမှာ3လုံး40ရှုံးကိုကြည့်ရင်ကျွန်တော်က Real နှစ်ဂိုးမပြတ်လောက်ဘူးလို့ကျွန်တော်တွေးတယ်ကျွန်တော်ကဂိုးအောက်ကိုပဲကျွန်တော်ကကြိုက်တယ်အဲ့တော့ဒီထက်ကအကြိုက်ဒီနှစ်သင်းတွေကကျွန်တော်အကြိုက် Real Madrid ဂိုးအောက်နဲ့ကျွန်တော်ဘလက်ကာနိုအသင်းတွေကအကြိုက်ဆုံးလို့ကျွန်တော်ရဲ့ Telegram free channel မှာ
တင်ပေးသွားမှာဖြစ်တယ်တပွဲကိုရွေးပေးသွားမှာဖြစ်တယ်အားလုံးပဲကျေးဇူးတင်ပါတယ်ညီကိုတွေ